阿龙明啦哇，有时在ပေါ်၌ယေရှုခရစ်တော်၏ကယ်တင်ခြင်းတက်ရောက်ပါစေအာမင်ဒီနေ့မှာအမျိုးစုံသောယေရှုတော်မဟုတ်ရင်အင်္ဂလိပ်လိုနဲ့ all grace ယေရှုတော်အကုန်လုံးဆိုတဲ့ခေါင်းစဉ်နဲ့အနည်းငယ်ဝင်ငါခြင်းနဲ့နိကောအခန်းကြီး9ဗမာကျမ်းစာမှာအခန်းငယ်9အင်္ဂလိပ်မှာကျတော့အခန်းငယ်10နိကောအခန်းကြီး9အခန်းငယ်9သူ၏ဖြောင်းမခြင်းသည်အစဉ်မြဲတည်တည်းဟုလာသည်နှင့်အညီဒင်းတို့ဒီရရ၌သုံးလောက်သောဥစ္စာအမျိုးမျိုးအစဉ်ရှိ၍ကောင်းသောအကျင့်အမျိုးမျိုးနှင့်အထူးသဖြင့်ပြည့်စုံမဲ့ကြောင်းအမျိုးစုံသောမင်္ဂလာကျေးဇူးနှင့်အထူးသဖြင့်ပြည့်စုံစေခြင်းကဖျားသခင်တတ်နိုင်တော်မူ၏ဖတ်တော်တဲ့နှုတ်ကပတ်အားဖြင့်အရောက်တိုင်းဖျားရှင်ကောင်းချီးပေးပါစေဒီနေရာမှာကောလင်သုဆိုတာကအမတန်မှနစ်ပတ်တဲ့နာမည်ဖြစ်တယ်Colin tu sure verb မှာကြတော့ Greek မူရင်းရဲ့အဓိပ္ပာယ်က to practice sexual immorality မကောင်းတဲ့အမှုအရာကိုလက်တွေ့ကြလုပ်နေတဲ့မြို့ဆိုတဲ့အဓိပ္ပာယ်ရတယ်။အမတန်မှဆိုးညစ်တဲ့မြို့ဖြစ်တယ်။ပြဿနာပေါင်းစုံလည်းရှိတဲ့မြို့ဖြစ်တယ်။ Colin tu မြို့ဆိုတာကလူပုဂ္ဂိုလ်ဆွဲတဲ့ပြဿနာလည်းရှိတယ်။အခြားသောဘာသာစကားနဲ့ပတ်သက်တဲ့ပြဿနာလည်းရှိတယ်။ဖယားသခင်ရဲ့ပွဲတော်မင်္ဂလာနဲ့ပတ်သက်တဲ့ပြဿနာလည်းရှိတယ်။ဂိုင်ကနာဆွဲဒီလဲမြောက်များစွာရှိတယ်ပြီးတော့မှနှက်စင်မှာပူဇော်ပြီးသားစားတဲ့လားမစားတဲ့မလားတချို့စားလို့ရတယ်တချို့စားလို့မရဘူးဆိုတဲ့အရာဒီရှင်ပြန်ထမြောက်ခြင်းနဲ့ပတ်သက်တဲ့ပြဿနာတွေဝိညာဉ်စုဂျေဇုဖြစ်တဲ့ prophet ပြုခြင်းနဲ့ပတ်သက်တဲ့ပြဿနာပေါင်းမြောက်များစွာရှိတဲ့ Colin သူမျိုးဟာဒီနေရာမှာတန်ရှင်တော်ဝိညာဉ်တော်အဖြစ်စာရေးပြီးမှပို့တဲ့အခါမှာဘုရားသခင်ကသူတို့အချူမင်းဆုံးဆွေးငွေရထောင်းအတောင်းတဲ့တာရဲ့ကောင်းတဲ့နှုတ်ကပတ်တော်စီလွတ်တဲ့အခါမှာဘုရားသခင်ကဘာပြောလဲ all grace အမျိုးစုံသောဂျေဇုတော်ဟာတင်တို့သက်ဖြစ်တယ်တဲ့အာမင်ဘုရားသခင်ကမကောင်းတဲ့လူဆိုတာသိတယ်ဘုရားသခင်ကတင်မကောင်းမှသိတယ်တင်မကြီးမှသိတယ်တင်မဘာပြဿနာကြီးရင်ဆိုင်နေရလဲဆိုတာအကုန်လုံးသိတယ်တင်းရဲ့နှလုံးသားထဲမှာဘယ်လိုအပြစ်တွေလောဘမောဟဒေါသအကုန်လုံးရှိတယ်ဆိုတာသိတယ်ဒါပေမဲ့ဒီကောလင်သူမျိုးကလူတွေမကောင်းတာကိုသိနဲ့အမျိုးစုံသောကောင်းကြီးမင်္ဂလာဟာတင့်ပေါ်မှာတက်ရောက်ပါစေဆိုမှတန်ရှင်တော်ဝိညာဉ်တော်ပေါ်ပြထားတာအဲ့ဒါကတကယ်ဂျေဇုတော်ဖြစ်တယ်အခမဲ့ကောလင်သူဆိုတာအမတန်မှနစ်ပတ်တဲ့စကားဖြစ်တယ်အဲ့ဒါကိုဒီနေရာမှာကျွန်တော်တို့အားလုံးသိထားရမှာအဲ့ဒီနစ်ပတ်တဲ့ပြဿနာမြောက်များစွာရှိနေတဲ့မြို့အတွက်တန်ရှင်တော်ဝိညာဉ်တော်စာဆောင်ကိုနှက်ဆောင်ကိုစေလွတ်တယ်ယနေ့တင်လက်စုတောင်းပါတင်နာကိုမကောင်းဘူးလို့ခံစားရပြီမဲ့တဲ့အတွက်ဘုရားသခင်ကနှုတ်ကပတ်တော်ဗျာဒိတ်တော်ကိုအမေတန်စေလွတ်မဲ့ထာဝရဘုရားဖြစ်တယ်မကောင်းတဲ့လူတွေတက်လက်နှုတ်ကပတ်တော်လာတယ်ဆိုရင်ယေရှုခရစ်တော်ရဲ့သွေးတော်အဖြစ်ဆေးကြောခြင်းခံရတဲ့မိတ်ဆွေနဲ့ကျွန်တော်ဟာမူပွင့်တဲ့တာရဲ့ဖြုံစင်တော်သူဖြစ်တဲ့အတွက်ကြောင့်အတန်တော်ဗျာဒိတ်တော်အမေရလာမယ်ဆိုတာသိထားဖို့လိုတယ်အဲကြောင့်မကောင်းတဲ့လူအားလုံးအတွက်ဂျေဇုတော်ဟာလုံလောက်တဲ့ဂျေဇုတော်ဖြစ်တယ်တစ်ပေအခန်းကြီး9အခန်းငယ်30ယေရှုခရစ်တော်ယေရှုအဖြစ်ငါတို့ကိုထာဝရဘုန်းအသရေတော်သို့ခေါ်တော်မူသောခတ်သိမ်းသောဂျေဇုကိုပြုတော်မူသောဘုရားသခင်သည်ခဏဆင်းရဲခံပြီးတော့သင်တို့ကိုစုံလင်တည်ကြည်ခိုင်ခန့်မြဲမြံစေတော်မူလိမ့်မည်တဲ့အမျိုးစုံသောဂျေဇုတော်ကိုပေးတဲ့ရည်ရွယ်ချက်တာသင်ကခဏဆင်းရဲခြင်းကိုခံရတော့သူဖြစ်တယ်ခဏဆင်းရဲခြင်းခံပြီးမှစုံလင်တော့သူဖြစ်မယ်တဲ့တည်ကြည်တော့သူဖြစ်မယ်တဲ့ခိုင်ခန့်တော့သူဖြစ်မယ်တဲ့မြဲမြံတော့သူဖြစ်မယ်တဲ့အဲ့ဒါဂျေဇုတော်ကိုကျွန်တော်တို့ကိုပေးတဲ့ရည်ရွယ်ချက်ကဘာအတွက်လဲသင်ဟာမစုံလင်တော့သူဖြစ်ပေမဲ့ယေရှုခရစ်တော်ရဲ့ဂျေဇုတော်ကသင်ကိုစုံလင်စေတယ်တည်ကြည်တော့သူဖြစ်စေတယ်ခိုင်ခန့်တော့သူဖြစ်စေတယ်မြဲမြံတော့သူဖြစ်စေတယ်အဲဒါကြောင့်အတွင်းနှလုံးသားကိုလည်းခွန်အားနဲ့ပြည့်ဝအောင်လုပ်မှာကဂျေဇုတော်အဲဒါကြောင့်မစုံလင်တဲ့သင်နဲ့ကျွန်တော်ဟာစုံလင်တော့သူဖြစ်စေတာအဲ့ဒါဂျေဇုတော်အဖြစ်ဖြစ်တယ်အဲ့ဒါကြောင့်ပြည်သူကဆင်းရဲဒုက္ခခံရနေတဲ့သူ့ရဲ့လူမျိုးတွေကိုစာပို့တဲ့အခါမှာအခုချိန်မှာတင်တော့ဆင်းရဲဒုက္ခခံပေမဲ့ဖယားသခင်ရဲ့ဂျေဇုတော်ကတင့်ကိုပြန်လဲတည်ဆောက်တဲ့အခါမှာအဓိပ္ပာယ်တင်တော့စုံလင်တော့သူဖြစ်မယ်တဲ့ဟာလေလုယာယနေ့ဂျေဇုတော်ကိုနားလဲတဲ့လူအားလုံးကစုံလင်တော့သူဖြစ်တယ်တချို့တွေကဂျေဇုတော်ကိုကျွန်တော်အများကြီးဟောပြောတယ်ဆိုလို့ရှိရင်အန္တရာယ်ရှိတယ်လူတွေကလမ်းလွဲသွားနိုင်တယ်မဟုတ်ဘူးဂျေဇုတော်နားလဲတဲ့လူတွေကဘာအပြစ်မှမလုပ်ချင်တော့ဂျေဇုတော်ကိုသဘောပေါက်တဲ့လူတွေကလမ်းမလွဲတော့စုံလင်တော့သူဖြစ်တယ်တည်ကြည်တော့သူဖြစ်တယ်ခိုင်ခန့်တော့သူဖြစ်တယ်မြဲမြံတော့သူဖြစ်တယ်
ကဘာကျက်ခန်းကြီးစက်ခွန်ခဏကြည့်ရကဘာကျက်ခန်းကြီးစက်ခွန်အခန်းငယ်9မှာတင်းအမေကိုအာပြန်ဟုမခေါ်ရတင်းအမေကိုအာပြန်ဟုခေါ်ရ၏အကြောင်းမူကားငါဒီတင့်ကိုများစွာတော့လူအမျိုးတို့၏အဘအရာ၌ခံထားပြီငါဒီတင့်ကိုအလွန်ပွားများစေမည်တင်းအားဖြင့်လူအမျိုးမျိုးတို့ကိုဖြစ်စေမည်တင်းအမျိုးနွယ်၌လည်းရှင်မရင်ဖြစ်ရကြလိမ့်မည်အာပြန်ရဲ့နာမည်ကဘုရားသခင်ကသူ့ကိုခေါ်တဲ့အခါမှာအားလုံးကသိတယ်အာဗြဟံဒါပေမဲ့ဘုရားသခင်ကဒီနေရာမှာမင်းရဲ့နာမည်ကိုပြောင်းရမယ်တဲ့အာပြန်ကနေအာဗျဟန်ဆိုမှပြောင်းရမယ်တဲ့အဲ့ဒါမူရင်းမှာအာဗြဟံရဲ့အဓိအာဗြဟံဘယ်လိုဟဲ့ပြလို့နဲ့ရေးလဲဆိုအလက်ဘက်ရက်မမ်အာဗြဟံအဲ့ဒါကိုတကယ်မှာကျတော့နာမည်ပြောင်းသွားတာမဟုတ်နာမည်ထဲမှာတဆုံတစ်ခုကိုထပ်ဖြည့်လိုက်တာအဲ့ဒါထပ်ဖြည့်တဲ့အရာကဘာလဲဆိုတာကြည့်ရအာဗြဟံဆိုတာကျတော့ဟေဘရဲလိုနဲ့ဘယ်လိုရေးလဲဆိုတော့အလက်ဘက်ရက်ဟေမမ်အဲ့လို5မျိုးကိုရေးထားတယ်ဒီနေရာမှာအာဗြဟံကျတော့အလက်ဘက်ရက်မမ်အဲ့ဒီ4ခုနဲ့3ခုနဲ့4ခုကြားမှာတစ်ခုကိုထပ်ဖြည့်လိုက်တယ်အဲ့ဒါပါလဲဆိုတော့ hey ဆိုရဲဂျေဇုတော်ကိုဘုရားသခင်ကထည့်ပေးလိုက်တယ်ဟေဘရဲလိုနံပါတ်5ခုမြောက်က hey ဖြစ်တယ်အဲ့ဒီ hey ရဲ့အဓိပ္ပာယ်ပါလဲဆိုတော့ဂျေဇုတော်ကိုအမေရိကန်ပေါ်ပြထားတာဖြစ်တယ်အဲကြောင့်အာဗြဟံဆိုတဲ့နာမည်ကနေကောင်းချီးမင်္ဂလာပြေဝခံစားရအောင်ဘုရားသခင်ကပါထည့်ပြီးလေဟေးဆိုတဲ့ဂျေဇုတော်မျက်နှာตาကိုထည့်ပေးလိုက်တယ်ယနေ့တင်တဲ့ငါကလည်းအာပြန်လိုပဲဘာမှမဟုတ်တဲ့လူပုဂ္ဂိုလ်ဖြစ်တော်လဲဘုရားသခင်ကဂျေဇုတော်ကိုထည့်ပေးလိုက်ပြီဆိုလို့ရှိရင်တင်ဟာထိုးချတော့လူပုဂ္ဂိုလ်ဖြစ်ပြီတင်ဟာတာမန်လူမဟုတ်တော့အထုအရေးကြီးတဲ့ပုဂ္ဂိုလ်အထုမော်မြတ်တဲ့ပုဂ္ဂိုလ်အထုကျမ်းမာတန်ဆွမ်းတဲ့ပုဂ္ဂိုလ်အထုချမ်းသာကြွယ်ဝတဲ့ပုဂ္ဂိုလ်ဖြစ်ဘုရားသခင်ကကျွန်တော်တို့ကိုအဲ့ဒီဂျေဇုတော်အဖြစ်ကောင်းချီးပေးတယ်အဲကြောင့်ဒီနေရာမှာကမ္ဘာကျက်ခန်းကြီး7ခွန်အခန်းငယ်6အာဗြဟံဆိုတဲ့နာမည်ဘုရားသခင်ရဲ့နာမည်ပြောင်းသွားတာမဟုတ်ပဲနဲ့ဂျေဇုတော်ဆိုတဲ့အရာမျက်နှာตาဆိုတဲ့အရာကိုထပ်ဖြည့်ပေးတဲ့နောက်ပိုင်းမှာငါဒီတင့်ကိုအလွန်ပွားများစေမယ်တဲ့ဘက်ဆုံးမှာပွားများခြင်းဘက်ဆုံးကောင်းခြင်းမင်္ဂလာရရှိပိုင်ဆိုင်ခြင်းတင်းအားဖြင့်လူအမျိုးမျိုးတို့ကိုဖြစ်စေမယ်တဲ့အာမင်တင်းရဲ့မျိုးနွယ်၌လည်းရှင်မရင်ဖြစ်ရကြလိမ့်မယ်အဲ့ဒါကြောင့်တားမရနိုင်တဲ့အာပြန်သူမိန်းမရဲ့လည်းအတီကဲလို့ဖြစ်တဲ့သူမိန်းမရဲ့တိမ်လည်းအတီကဲလို့ဖြစ်နေပြီအသက်ရွယ်ကြီးတဲ့အသက်ရွယ်လွန်နေပြီအဲ့ဒီချိန်မှာဘုရားသခင်ကဂျေဇုတော်ကိုထည့်ပေးလိုက်တော့ကလေးမရတဲ့လူကကလေးရဖို့ဖြစ်လာတယ်မျက်နှာตาမရတဲ့အပစ်သားဖြစ်တဲ့မုတ်သားဒီပြောတတ်တဲ့အာပြန်ကအခုချိန်မှာအလွန်ဖြောင့်မတ်မှန်ကန်တော်သူဖြစ်လာတယ်ကလေးမရတဲ့အာဗြဟံရဲ့အထဲကနေရှင်ဘုရင်တွေမွေးဖွားမယ်သင်ဟာအလွန်ပွားများတော်သူဖြစ်မယ်အဲကြောင့်ဂျေဇုတော်ကိုပေးတဲ့အာပြန်ကိုပေးတဲ့ရည်ရွယ်ချက်ကပါလဲအလွန်ပွားများတဲ့ကောင်းချီးမင်္ဂလာတင်းရဲ့အထဲကနေဘယင်တွေဖြစ်လာမယ်ဆိုတဲ့ကောင်းချီးမင်္ဂလာတင်းရဲ့အထဲကနေယစ်ပရောဟိတ်တွေဖြစ်လာမယ်တင်းရဲ့အထဲကနေ prophet ပြုနိုင်တဲ့လူတွေပေါ်ထွက်လာမယ်ဆိုတဲ့အဓိပ္ပာယ်အဖြစ်ဘုရားသခင်ကဂျေဇုတော်ကိုအာပြန်ရဲ့အသက်တာမှာထည့်ပေးလိုက်သူနည်းတော့ဆာရိုင်ဆိုတဲ့နာမည်သူ့ရဲ့မိန်းမရဲ့မူရင်းနာမည်ဆာရိုင်အဲ့ဒီဆာရိုင်ထဲမှာလဲသူက H အတန်ထွက်နေတယ် hey ကိုထည့်ပေးလိုက်တော့ဆာရာအာဗြဟံနီအာဗြဟမ် H အတန်ဆာရာယနီဆာရာ H အတန်အဲ့တော့ကိုဝင်မရနိုင်တဲ့ဆာရာရဲ့တက်တာမှာလဲဘုရားသခင်ကဗာထည့်ပေးလေဂျေဇုတော်မျက်နှာตาထည့်ပေးလိုက်တော့ချက်ချင်းကိုဝင်ရပြီးမှတာအိုက်ဇက်ကိုမွေးဖွားလာအိုက်ဇက်ရဲ့အဓိပ္ပာယ်ပါလေရေမောခြင်းဝမ်းမြောက်ခြင်းအဲဒါကြောင့်ယနေ့ဂျေဇုတော်ခံစားရတဲ့တက်တာမှာကိုယ့်ရဲ့တက်တာအမေဝမ်းမြောက်ခြင်းငြိမ်သက်ခြင်းပျော်ရွှင်ခြင်းတွေရေမောခြင်းတွေပဲအများကြီးရှိတဲ့အတွက်ကြောင့်ယနေ့ဂျေဇုတော်ဟာဘုရားသခင်ကအရောက်စီတိုင်းအသက်တာမှာထည့်ပေးတယ်ဘယ်လိုထည့်ပေးလာလဲတင်ကကယ်တင်ခြင်းရတယ်ဆိုတာကယေရှုခရစ်တော်ကိုရတယ်အဲ့ဒီခရစ်တော်အပြင်တင်ကအထူးမျက်နှာตาကိုရတယ်အမျက်စွန်းတော်မျက်နှာตาကိုရတယ်အဲ့ဒါကဂျေဇုတော်လို့ခေါ်တယ်အဲ့ဒါကြောင့်ယနေ့အာဗြဟံရတဲ့ဂျေဇုတော်ဟာတင်လဲရတယ်ယနေ့ရှင်ပေါလုရတဲ့ဂျေဇုတော်ဆိုတာတင်လဲရတယ်ယနေ့ဒါဝိမင်းကြီးရတဲ့ဂျေဇုတော်ဆိုတာမင်းနဲ့ကျွန်တော်လည်းရတယ်အဲကြောင့်ယုံကြည်သူမှန်လျင်ယေရှုခရစ်တော်အဖြစ်ဂျေဇုတော်ကိုပိုင်ဆိုင်တော်သူဖြစ်တဲ့အတွက်ကြောင့်ယနေ့မိတ်ဆွေနဲ့ကျွန်တော်ဟာအလွန်အထူးမျက်နှာตาရရှိတော်သူများဖြစ်ကြတယ်
ဒါကြောင့်ယနေ့မိတ်ဆွေနဲ့ကျွန်တော်အဲ့ဒီဂျေဇုတော်မျက်နှာตาထဲမှာဝမ်းမြောက်ပျော်ရွှင်စွာအသက်ရှင်ဖို့ဖြစ်တယ်။အဲဒါကြောင့်မျက်နှာตาဆိုတာကအထူးအရေးကြီးတဲ့အရာဖြစ်တဲ့အတွက်ကြောင့်ကိုယ့်ရဲ့ခွန်အားနဲ့ကိုယ့်ရဲ့စွမ်းတတိနဲ့ကိုယ့်ရဲ့ပေးကမ်းခြင်းနဲ့ကိုယ့်ရဲ့လှုပ်ဆောင်မှုတစ်ခုခုနဲ့ရနိုင်တဲ့အရာမဟုတ်တော့ယေရှုခရစ်တော်အပြင်ရတဲ့မျက်နှာตาယေရှုခရစ်တော်အပြင်ရတဲ့ဂျေဇုတော်ဖြစ်တယ်။အဲဒါကြောင့်ယနေ့သင်ဟာ all grace ဂျေဇုတော်လုံးစုံကိုရတော့သူဖြစ်တယ်။သင်ဟာအမျိုးစုံသောမင်္ဂလာဂျေဇုကိုရရှိပိုင်ဆိုင်တော်သူဖြစ်တယ်။အဲကြောင့်သင်ကထိုးချတော်သူတာမန်လူမဟုတ်တော့အထူးမျက်နှာตาရတော်သူဖြစ်တယ်။နေ့စဉ်အသက်တာမှာသွာလာလို့ရှာတဲ့နေရာမှာဂျေဇုတော်ဟာသင်အတွက်ဖြစ်တယ်။အဲကြောင့်သင်အလုပ်လုပ်တဲ့နေရာမှာသင်အားဖြင့်သင်ရဲ့ boss တွေကဂျေဇုတော်မျက်နှာตาကောင်းချီးမင်္ဂလာခံစားရမယ်။ဖခင်သခင်ကတင့်ကွာထူဘိတ်တိတ်တယ်ဂျေဇုတော်ဖြင့်ဘိတ်တိတ်တယ်ဂျေဇုတော်ဟာတင့်အတွက်လုံလောက်တဲ့ဂျေဇုတော်ဖြစ်တယ်။အရောက်စီတိုင်းပေါ်မှာကယ်တင်ခြင်းတွေတက်ရောက်ပါစေအာမင်အာမင်အာမင်